အားလုံးမင်္ဂလာပါရှေးစွာဖျားခင်ကျေးဇူးတော်အထူးပဲချီးမွမ်းပါတယ်ဖျားခင်ဒီကောင်းမြတ်တော်မူရဲ့ခီးနာတော်အစင်မြတ်တည်သောကြောင့်ဂုဏ်ကျေးဇူးတော်ချီးမွမ်းဖို့ပဲဖြစ်ပါတယ်ညီကောင်မောင်မတော်ရှေးစွာဖျားခင်ထံတော်ဘာမှလာတဲ့ညီသက်ချင်းဝမ်းမြောက်ခြင်းကြမ်းမှခြင်းအောင်မြင်ခြင်းတို့သည်တင်းနဲ့တင်းမိသားစုပေါ်တက်ရောက်ပါစေလို့သခင်ယေရှုနာမတော်မြတ်၌ဖျားရှင်ကောင်းကြီးမင်္ဂလာကိုတင်းတို့ပေါ်မှာကြီးညာပါတယ်ညီကောင်မောင်မတော်ဒီနေ့ခရင်ဆိုးရွာကာလမှာယေရှုခရစ်တော်ပြန်ကြွလာဖို့အချိန်အင်မတန်နီးနေတဲ့ချိန်ကာလမှာကျွန်တော်တို့ရဲ့အတ္တဘာတွေပြင်ဆင်မလဲဒီနေ့နှုတ်ကပတ်တော်တစ်ပိုင်းနဲ့ကျွန်တော်ခွန်အားပေးခြင်းတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီး3အငယ်73ကနေ14ဖိလိပ္ပိဩဝါဒစာခန်းကြီး3ငယ်73ကနေ14ညီကိုတို့ငါကင်မိပြီကိုမထင်တော့လဲငါပြုသောအမှုတစ်ခုဟုမူကားနောက်ကျသောအရာတို့ကိုမမှတ်ပဲရှေ့၌ရှိသောအရာတို့ကိုကမ်းလှမ်း၍ယေရှုခရစ်အားဖြင့်ဖျားခင်သည့်အထက်အရပ်မှခေါ်တော်မူခြင်းနဲ့ဆိုင်သောဆုကိုရခြင်းကပန်းတုံးတိုင်သို့ငါလိုက်ပြေး၏တဲ့ရှင်ပေါလုကဒီဖိလိပ္ပိဩဝါဒစာကိုရေးတဲ့အချိန်မှာသူပြောင်းလဲတဲ့အချိန်ကနေစပြီးတော့မှဖိလိပ္ပိဩဝါဒစာကိုရေးတဲ့အချိန်ကသူအနှစ်30ရှိပြီအနှစ်30သူရဲ့အမှုတော်ဆောင်ခြင်းအနှစ်30ရှိသွားပြီဆိုတော့အနှစ်30ဆိုတဲ့အချိန်ကနည်းနည်းနောအချိန်မဟုတ်ဘူးဒါပေမဲ့သူဘာပြောလဲဆိုတော့ညီကိုတို့တဲ့ငါအနှစ်30လုံးငါအမှုတော်ထဲမှာလှုပ်ဆောင်ခဲ့ပြီမဲတဲ့ငါကင်မိပြီကိုမထင်တော့လေတဲ့အင်္ဂလိပ်လိုလေးလာတဲ့ခါမှာဘာတွေ့လဲဆိုတော့ငါနှစ်30ငါလှုပ်ဆောင်ခဲ့ပြီမဲငါပန်းတိုင်မရောက်သေးဘူးတဲ့ငါပန်းတိုင်မရောက်သေးဘူးတဲ့ဒါကြောင့်တဲ့အဲ့ဒီပန်းတိုင်ကိုတဲ့ငါရောက်နိုင်ဖို့ရန်အတွက်တဲ့ငါလှုပ်တဲ့အရာတစ်ခုရှိတယ်တဲ့ဆိုညီကောင်မောင်မတော်အနှစ်30သူအကောင်းဆုံးလှုပ်ဆောင်တဲ့ရှင်ပေါလုတောင်မှာတကယ်ကိုအစွမ်းတမန်လှုပ်တဲ့သူဖြစ်တာတောင်မှာသူပန်းနိုင်မရောက်သေးဘူးညီကောင်မောင်မတော်ဆိုတော့လူတိုင်းအတွက်ဖျားခင်ထားရတဲ့ပန်းနိုင်ရှိတယ်လူတိုင်းအတွက်ဖျားရှင်ထားရတဲ့ပန်းနိုင်ရှိတယ်โอเคအဲ့ဒီပန်းနိုင်ကိုရောက်ဖို့ရန်အတွက်အရေးကြီးဆုံးကညီကောင်မောင်မတော်တစ်ခုလုပ်ရမယ်တဲ့အဲ့ဒါဘာလဲဆိုတော့တဲ့နောက်ကျသောအရာတို့ကိုမမှတ်ပဲတဲ့ရှေ့၌ရှိသောအရာတို့ကိုကမ်းလှမ်း၍တဲ့ငါရဲ့တတ်တာမှာတဲ့ယေရှုခရစ်တော်အားဖြင့်ခေါ်တော်မူခြင်းနဲ့ဆိုင်သောဆုကိုရခြင်းကတဲ့ပန်းနိုင်ကိုရောက်ဖို့ရန်အတွက်တဲ့ငါ focus လုပ်နေတယ်တဲ့ဆိုတော့အတိတ်ကအရာကိုငါပြုသောအမှုတစ်ခုမှနောက်ကျသောအရာတို့ကိုငါမမှတ်တော့ဘူးတဲ့ငါ့ဘသူတွေဘာပြောခဲ့လဲငါ့ဘသူတွေဘာလုပ်ခဲ့လဲငါ့ဘသူတွေနှိမ်ခဲ့လဲငါ့ဘသူတွေအဲ့ဒါအားလုံးကျွန်တော်တို့ကခြံထားခဲ့ရမယ်ငါကဘသူတွေကိုလှုပ်ပေးခဲ့တာငါကိုဘသူတွေကလှုပ်ခဲ့တာအကုန်မေ့ပါငါတော့သူတို့ဘောအကောင်းဆုံးလှုပ်ပေးခဲ့တယ်ငါ့ကိုသူတို့အကောင်းဆုံးပြန်မလှုပ်ပေးဘူးငါသူတို့ဘောအကောင်းဆုံးငါရဲ့အသက်တာပေးဆက်ခဲ့ပေမဲ့ငါအပေါ်မှာတစ်ချက်မှမတိတတ်ခဲ့ဘူး no ငါရှိတဲ့ချိန်တော့ငါသူတို့ကိုပေးကမ်းခဲ့တယ်သူတို့ရှိလာတဲ့ချိန်မှာငါ့ကိုလူရတော့မသွင်းဘူး no အဲ့ဒီအရာတွေအားလုံးကိုတင်းရဲ့အတ္တထဲနဲ့အကုန်ထုတ်ပစ်ပါနောက်ကျသောအရာတွေကိုလုံးဝမမှတ်နဲ့တင်းအခု2020မကြခင်မှာကုန်တော့မယ်2021ကိုဝင်တော့မယ်ကျွန်တော်တို့2020မှာဘာဖြစ်ခဲ့လဲ2020မှာတင်းကိုဘသူတွေဘာလုပ်ခဲ့လဲတင်းကဘသူတွေကိုဘလောက်လုပ်ပေးခဲ့လဲအဲ့ဒါတွေအကုန်မေ့တင်းသိရမယ့်အရာကယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုဖျားခင်ပြင်ဆင်ထားတဲ့မင်္ဂလာတွေအရှိမရှိတယ်တဲ့လူတွေကိုသွားအာယုံစိုက်ပြီးတော့ဖြစ်တဲ့အခြေအနေတွေသွားအာယုံစိုက်ပြီးတော့မှအတိတ်ကိုပဲပြန်လှည့်ကြည့်နေတဲ့အတ္တတာမဖြစ်ပါစေနဲ့ယေရှုခရစ်တော်အားဖြင့်ဖျားသခင်အသင်တော်အကောင်းဆုံးအရှိပြင်ဆင်ထားပြီးသားဖြစ်တယ်ဆိုတော့2020မှာဘာလုပ်ခဲ့လဲဆိုတာကိုသင်အာယုံမစိုက်နဲ့2020မှာသင်ဘာတွေလုပ်ပြီးပြီလဲဆိုတာအာယုံမဆိုင်နဲ့2021မှာသင်ဘာလုပ်ရမလဲဆိုတာသင်အာယုံဆိုင်ဘာကြောင့်လဲဆိုတော့သင်ဘာလုပ်ရမလဲဆိုတာကိုသင်အာယုံမဆိုင်မချင်းသင်ဘာလုပ်ရမလဲဆိုတာသင်မသိဘူးပြန်ပြောမယ်ညီကောင်မောင်မတို့သင်ဘာလုပ်ရမလဲဆိုတာသင်အာယုံမဆိုင်တာကသင်ဘာလုပ်ခဲ့လဲဆိုတာကိုသင်အာယုံဆိုင်နေလို့သင်ဘာလုပ်ရမလဲဆိုတာသင်အာယုံမဆိုင်ဘူးသင်ဘာလုပ်ရမလဲဆိုတာသင်အာယုံမဆိုင်တဲ့အတွက်ကြောင့်သင်ဘာလုပ်ရမလဲသင်မသိတော့ဘူးရှုပ်သွားလားမသိဘူးကျွန်တော်ပြန်ပြောပြမယ်ညီကောင်မောင်မတို့သင်ဘာလုပ်ခဲ့လဲဆိုတာကိုပဲသင်အာယုံဆိုင်နေတဲ့၍သင်ဘာလုပ်ရမလဲဆိုတာသင်မသိဘူးသင်ဘာလုပ်ရမလဲဆိုတာကိုသင်ဘလို့မှမသိနိုင်တော့
ဒါညီကောင်မောင်မတို့အရင်ရေးကြည့်တယ်နော်တင်နောက်မကြချင်ရင်သူများအမိမဖြစ်ချင်ရင်ဦးကောင်းနေရာမှာထားပြီးအသက်ရှင်ခြင်းနဲ့အသက်တာဖြစ်ခြင်းနဲ့ဆိုရင်ညီကောင်မောင်မတို့တင်လှုပ်ပြီးတာတွေကိုအာယုံမဆိုင်ပါနဲ့တင်ဘသူ့ဘာလှုပ်ပေးခဲ့တယ်ဆိုတာလဲအာယုံမဆိုင်ပါနဲ့တင်ရောဘသူတွေဘာတွေဘလို့ပုံစံဆက်ဆံခဲ့လဲအဲ့ဒါလည်းအာယုံမဆိုင်ပါနဲ့သင်တို့ဖျားခင်ပြင်ဆင်ထားတဲ့အရာအကောင်းဆုံးအရာရှိတယ်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ဖျားခေါ်ထားခြင်းနဲ့ဆိုင်တဲ့မင်္ဂလာဆုတွေအရှိမဖျားခင်ပြင်ဆင်ထားပြီးသား2021မှာသင်တို့ဖျားရှင်အကောင်းဆုံးပြင်ဆင်ထားတယ်ဟာလေလုယာပြန်ပြောမယ်2021မှာတင့်အတွက်ဖျားရှင်အကောင်းဆုံးပြင်ဆင်ထားတယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ကအဲ့ဒီ2021ကို focus လုပ်ရ2021မှာငါရဲ့တက်တာဘလို့ပြင်ဆင်မယ်ငါရဲ့တက်တာဘလို့လုပ်မယ်ငါရဲ့တက်တာ2021အတွက်တင်အာယုံမဆိုင်ပဲ2020မှာအာယုံမဆိုင်ပါနဲ့လို့ကျွန်တော်တင်တို့ကိုယေရှုခရစ်တော်နာမ၌တတိပေးခြင်းနဲ့ညီကောင်မောင်မတို့ဘာဖြစ်လို့လဲဖခင်သခင်အသစ်တော်အမှုတွေပြုတော့မယ်အသစ်တော်အမှုတွေကိုပြုတော့မယ်ထပ်ပြောမယ်အသစ်တော်အမှုတွေကိုပြုတော့မယ်လောတရဲ့ဇနီးတဲ့သူတို့အတွက်ဖခင်ကအသစ်တော်နေရာအသစ်တော်မင်္ဂလာအသစ်တော်ကောင်းကြီးအသစ်မှတ်ထားညီကောင်မောင်မတို့ဖခင်သခင်ကသင်ကိုနောက်လဲမကြည့်နဲ့လို့ပြောရင်ရှေ့ကိုကြည့်ခိုင်းတာဘာလို့လဲအဲ့ဒီရှေ့မှာပြင်ဆင်ထားတဲ့အရာရှိလို့နောက်တစ်ခုထပ်ပြောမယ်တောတုံနဲ့ဂေါမောရနေဖခင်ကထွက်လို့ပြောရင်သူတို့ကိုထွက်လို့ပဲပြောတဲ့ဖခင်မဟုတ်ဘူးသူတို့အတွက်ဖခင်သခင်ကသူတို့ရဲ့ရှေ့လာမယ့်အနာဂတ်တော့အကောင်းဆုံးကိုပြင်ဆင်ထားပေးပြီးသားဖြစ်တယ်အာဗြဟံကိုသူ့ရဲ့အမျိုးထဲနဲ့ထွက်ခဲ့လို့ပြောတဲ့အခါမှာသူ့အမျိုးထဲကနေထွက်ခဲ့လို့ပြောတဲ့အခါမှာဖခင်သခင်အာဗြဟံတို့ရှေ့မှာပြင်ဆင်ထားပြီးသားညီကိုမောင်မတို့အာဗြဟံကိုမင်းရဲ့သားကိုပူဇော်လို့ပြောတဲ့အချိန်မှာငါပြတဲ့တောင်မှာသွားပူဇော်လို့ပြောတဲ့အချိန်မှာရစ်ကောင်ကိုတောင်ပေါ်မှာဖခင်ကပြင်ဆင်ထားပြီးသားဒါပေမဲ့သဘောမပေါက်တာညီကိုမောင်မတို့ကျွန်တော်ပြင်ဆင်ထားတဲ့အမှုတစ်ကိုစိတ်ဝင်စားပဲနဲ့ကျွန်တော်တို့ကဒီအမှုဟောင်းတွေကိုပဲဆွဲလာနေတာကျွန်တော်လုပ်ခဲ့တဲ့အရာတွေကျွန်တော်အောင်မြင်ခြင်းတွေကျွန်တော်တို့ရဲ့သူများလက်ခုပ်တီးခဲ့တဲ့အရာတွေအားလုံးကိုကျွန်တော်တို့ trophy လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့တကယ်အောင်မြင်ခြင်းဒိုင်းတွေကိုကျွန်တော်တို့ကကင်ထားပြီးတော့မှ no အဲ့ဒါချခဲ့တောင်းညီကိုမောင်မတော့အောင်မြင်ခြင်းတွေအားလုံးဖះကြောင့်ပဲကျွန်တော်ဖြစ်ခဲ့တာဖះကြောင့်ပဲဖြစ်နေတာဖះကြောင့်ပဲဆက်ဖြစ်အောင်မှာဒါကြောင့်ဝါကြွားစရာအကြောင်းလည်းမရှိဘူးကိုလှုပ်ခဲ့တာလည်းတခုမှမရှိဘူးဖះသခင်ကြောင့်ပဲလှုပ်နိုင်ခဲ့တာကြီးပဲအဲ့ဒါတွေအားလုံးသူများကိုမဆနိုင်တာလည်းပဲဖះကြောင့်ပဲမဆနိုင်တာဒါကြောင့်သွားပြီးတော့မှဘာမှပြောစရာအကြောင်းသူတို့မတိတတ်တာသူတို့ပိုင်ဘာဖြစ်လို့လဲဆိုတော့ဖျားလုတ်ပေးလို့ကျွန်တော်လုံနိုင်တာအဲ့ဒီမှာဖျားသုံးခါနဲ့ပုံမှာပဲကြီးဆိုချင်းမွားအတိတ်ကအရာတွေပြန်လှည့်ကြည့်ပြီးတော့မှငါတလောက်ထိသူတို့ကျွေးမွေးခဲ့တာနေပေါင်းပြစွာငါလှုပ်ဆောင်ပေးခဲ့တာငါသူတို့နေပေါင်းဂျေဇုကိုတစားမှမသိတတ်တဲ့ no ဒီမှာဆက်လှုပ်ဆောင်မလားဆိုတော့ဒီနေ့မှာကျွန်တော်အားပေးရှင်တဲ့အရာကနောက်ကျတော့အရာတော့မမှတ်ပဲငါအနှစ်30ငါအမှုတော်ထဲမှာလှုပ်ဆောင်ပြီးသွားပြီဒါပေမဲ့ငါပန်းနိုင်မရောက်သေးဘူးအဲ့ဒီပန်းနိုင်ရောက်ဖို့ရန်အတွက်ငါပြင်ဆင်တဲ့အရာတစ်ခုပဲရှိတယ်ငါလှုပ်ခဲ့တဲ့အရာတွေအားလုံးငါအကုန်မမှတ်တော့ပြောချင်တာငါလှုပ်ဆောင်တဲ့အရာတွေအားလုံးငါလှုပ်ခဲ့တဲ့အရာတွေအားလုံးငါတခုမှငါစိတ်ဝင်စားတော့ငါစိတ်ဝင်စားတာအထက်ရမှာခေါ်တော်မူခြင်းနဲ့ဆိုင်သောစုကိုရခြင်းကရှေ့၌ရှိသောအရာငါကမ်းလှမ်းတယ်ရှေ့၌ရှိသောအရာငါကမ်းလှမ်းတယ်ပြောချင်တာပါလေဖျားသခင်အမှုတစ်ကိုသားအဖြစ်အမှုတစ်ကိုဖြစ်စေပါသမီးအဖြစ်အမှုတစ်ကိုဖြစ်စေပါယုံကြည်တယ်ဖဖျားသားရဲ့တတ်တာအဖြစ်သမီးရဲ့အတတ်တာအဖြစ်အမှုတစ်ကိုဖျားခင်လှုပ်တော့မယ်ဆိုတာသိနေတယ်ဖျားကလောတာနဲ့သူ့ရဲ့မိသားစုတွေကိုပြောတယ်အလင်းမြန်ပြေးတော့ဒါပေမဲ့လုံးဝလှဲ့မကြည့်နဲ့နောက်ကျတော့အရာတို့မမှတ်တော့နဲ့ငါမင်းတို့အတွက်အသစ်တော့အရာကိုပြင်ဆင်ထားပြီးသားဒါမဲ့လှည့်ကြည့်မိတယ်ဘာကြောင့်လှည့်ကြည့်တာလဲ तू စိုက်ထားတဲ့အပင်နေ तू စိုက်ထားတဲ့ပန်းပင်နေ तू စိုက်ထားတဲ့အသီးနှံနေ तू လှပဆိုချဲလဲထားတဲ့သူ့ရဲ့ပန်းဥယျာဉ်နေ तू ပြုစုခဲ့တဲ့သူ့ရဲ့ခြံရင်းတွေသူ့ရဲ့အိမ်ဘာဖြစ်မလဲငါပိုင်ဆိုင်တဲ့အရာတွေဘာဖြစ်သွားမလဲဖခင်သခင်မနှမျောခိုင်းတဲ့အရာကိုမနှမျောပါနဲ့
ဖျားသခင်မနှမျောခိုင်းတဲ့အရာတွေကိုနှမျောနေတင်ဆုံးရှုံးလိမ့်မယ်ဖျားသခင်မနှစ်သက်တဲ့အရာတွေကိုတင်နှစ်သက်နေတင်ဆုံးရှုံးလိမ့်မယ်တခါတလေမှာဖျားသခင်ကတင့်ကိုဒီအရာကတင့်ကိုရှစ်ဆက်သွားလို့မရအောင်ဖြစ်နေပြီမင်းနောက်ကျကြံခဲ့တာဒီအရာကြောင့်အဲ့ဒီအရာမင်းနှစ်သက်တဲ့အရာကမင်းကိုရှစ်ဆက်သွားလို့မရအောင်ဖြစ်နေအဲ့ဒီနှစ်သက်တဲ့အရာကိုမင်းလှည့်မကြည့်တော့နဲ့ကြောခိုင်းပလိုက်တော့ဘာလို့အဲ့ဒါကမင်းရဲ့တက်တော့ဆွဲချမဲ့အရာဖြစ်လို့ကြောခိုင်းလိုက်တော့ငါမင်းတို့ပြင်ဆင်ထားတဲ့အကောင်းဆုံးမင်္ဂလာရှိတယ်မင်းရဲ့ focus ကငါမင်းတို့ပြင်ဆင်ထားတဲ့အမှုတစ်ကိုမင်း focus လုပ်ပါငါမနှစ်သက်လို့မင်းကိုကြောခိုင်းတဲ့အရာမင်းကိုကြောခိုင်းစေတဲ့အရာကိုမင်းကြောမခိုင်းနိုင်သေး၍မင်းကနောက်လှည့်ကြည့်နေလို့ပဲ you have to move on you have to move on ညီကိုမောင်မတော်အတစ်တော်အမှုအရာတွေ2021မှာဖျားခင်တင်းအတွက်ပြင်ဆင်ထားပေးပြီးသွားပြီ2020မှာဖြစ်ခဲ့တဲ့အရာတွေ2020မှာဝမ်းနည်းခဲ့ရတဲ့အရာတွေကြေကွဲခဲ့ရတဲ့အရာတွေစိတ်တက်ကြခဲ့တဲ့အရာတွေစိတ်ပြက်နေတဲ့အရာတွေကြောက်ရွံ့ခဲ့ရတဲ့အရာတွေအကုန်ထားခဲ့လိုက်တော့ခွင့်မလွတ်နိုင်ခြင်းနဲ့အဲ့ဒါတွေကတင်ခွင့်မလွတ်နိုင်ဘူးဆိုနောက်လှည့်ကြည့်နေတာနောက်လှည့်မကြည့်ရင်တင်ချီနှောင်ထားစရာဘာအကြောင်းမှမရှိဘူးတင်ချီနှောင်ထားဆိုတာနောက်လှည့်ကြည့်နေတာနောက်လှည့်ကြည့်လို့တင်ချီနှောင်ထားတာအဲ့ဒီအကြောင်းပဲတင်ပြန်စဉ်းစားနေလို့အဲ့ဒီအကြောင်းအရာတင့်အထဲမှာရှိနေလို့တင်ရဲ့ life ကရက်သွားလိမ့်မယ်အဲ့ဒီနေရာမှာလှည့်ကြည့်တဲ့အတ္တရက်သွားတယ်စားတိုင်းဖြစ်သွားတယ်ဘယ်မှ move on လုပ်လို့မရတော့ဘူးလှည့်ကြည့်တဲ့လူရဲ့အတ္တအဲ့သူ့ရဲ့ဘဝအမှပဲရက်သွားတယ်အတိတ်ကိုပဲလှည့်ကြည့်ပြီးတော့မှငါ့ကိုပတ်စံလိန်သွားတဲ့သူငါဘဝကိုဖျက်ဆီးသွားတဲ့သူပတ်စံလိန်သွားတဲ့သူအတိတ်မှာငါ့ကိုဖျက်ဆီးသွားတဲ့သူငါ့ကိုလှည့်စားသွားတဲ့သူငါ့ကိုအဆက်ခွဲခဲ့တဲ့လူငါ့ကိုနာကြီးစေခဲ့တဲ့လူငါ့ကိုတန်ဖိုးမထားခဲ့တဲ့သူငါဘဝတစ်ခုလုံးပုံအပ်ခဲ့ပေမဲ့ငါကိုသစ္စာမရှိခဲ့တဲ့သူဒူတဲ့အဲ့ဒါတင် focus လုပ်နေသေးပြီတင်အဲ့ဒါတွေကိုမခါချနိုင်သေးပြီအဲ့ဒီအားလုံးတင်ဘဝထဲကနေမဖယ်ထုတ်နိုင်သေးပြီတင်ရှိမှဖျားထားတဲ့ပန်းတိုင်ကိုတင်မရောက်နိုင်ဘူးမတန်ဘူးညီကိုမောင်မတို့ဒီစကားကျွန်တော်ပြောပြစေမတန်ဘူးသူတို့တင်ကိုနာကျင်အောင်လှုပ်သွားပြီမဲ့မှတ်ထားတင်းနဲ့မတန်လို့ဖယ်ပေးလိုက်တယ်လို့တင်သဘောထားပြီးတော့ရှေ့ဆက်မှာအကောင်းဆုံးငါတို့ဖျားခင်ပြင်ဆင်ထားပြီးသားငါကိုလိန်သွားတယ်သူ့ရဲ့တန်ဖိုးကအလောက်နဲ့သူတတ်မှတ်လိုက်တာသူ့အတွက်တောင်စိတ်မကောင်းဘူးဒါပေမဲ့လိန်ခံထိလိန်သွားတဲ့ပတ်စာအလုံးကငါကိုလာမဲ့အနာဂတ်မှာငါ့ကိုတိတ်တစ်ထောင်ပဲလိန်တယ်ဖျားကငါ့ကိုတိတ်တစ်တောင်းပြန်ပေးဖို့ပြင်ဆင်ထားပြီးသားသို့တော့အဲ့တိတ်တစ်တောင်းကိုတင်ရနိုင်ဖို့ကတိတ်တစ်ထောင်ကိုတင်မေ့ပြမှာတိတ်တစ်တောင်းကိုဖျားခင်လက်တော်နဲ့တင်ရမယ်သင်ကိုတင်ဘဝကိုနာကြီးစေခဲ့တဲ့လူကိုသင်ကခွင့်မလွတ်နိုင်တဲ့၍သင်အတွက်မင်္ဂလာဖြစ်မဲ့သူကသင်စီမရောက်လာဘူးအေဂုတုပြည်ကိုဆွဲလန်းနေတဲ့၍ခါနာန်ပြည်ကိုတယောက်မှမဝင်ရဘူးခါနာန်ပြည်ကို focus လုပ်တဲ့ယောရှုနဲ့ကာလနှစ်ယောက်ပဲဝင်ရတယ်အာဗြဟံကိုဖျားခင်ဘာလို့နှစ်သက်လဲအာဗြဟံကသူ့ရဲ့မင်းအမျိုးတွေကထွက်ခဲ့လို့ပြောတဲ့နေ့ကနေစပြီးတော့ဘလောက်ခက်ခဲပြဿနာဘလောက်ပဲကြုံတွေ့သူ့ရဲ့ focus ကဖျားခင်ပြတဲ့ပြီးဖျားခင်သူ့အတွက်ပြင်ဆင်ထားတဲ့အမွေခံရနေမြေဖျားခင်သူ့အတွက်ကောင်းကြီးမင်္ဂလာဖြစ်စေမဲ့နေရာကိုပဲသူက focus လုပ်ပြီးတော့သွားတယ်အစင်မပြေတဲ့အခါမှာအေဂုတုပြည်ကိုသွားတယ်အစာခေါင်းပါတဲ့အခါမှာအေဂုတုပြည်ကိုသွားတာသူ့ရဲ့အမျိုးစီသူပြန်မသွားဘူးဒီမှာကြည့်ညီကိုမော်ပြဿနာတစ်ခုဖြစ်လာရင်ထွက်လာတယ်ဗျာအစင်မပြေဘူးဆိုရင်မင်းရဲ့အမျိုးရှိတဲ့အတွက်ကြောင့်အမျိုးစီပဲပြန်သွားမယ်မဟုတ်ဘူးလားအဲ့ထဲမှာအာဗြဟံမပါဘူးသူမင်းအမျိုးတွေထွက်ခဲ့လို့ပြောတဲ့အခါမှာထွက်လာတယ်ဖခင်ကထွက်လာလို့ပြောရင်ထွက်လာတယ်အရှိကိုပဲကြည့်တယ်အရှိမှာဖျားရှင်အကောင်းဆုံးပြင်ဆင်ထားတယ်ငါတို့ဖျားရှင်အကောင်းဆုံးပြင်ဆင်ထားတယ်ဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုဆွဲလန်းတယ်ဂတိတော်တိုင်းငါဖြစ်ကိုဖြစ်မယ်လို့ဆွဲလန်းလို့အသက်ရှင်တဲ့လူဟာပြဿနာဒုက္ခကြုံတွေ့တော်ညာလည်းပဲသူ့ရဲ့ညီကိုတွေရှိတဲ့နေရာသူ့အမျိုးဆွေတွေရှိတဲ့နေရာကိုသူပြန်မသွားဘူးဘာဖြစ်လို့လဲငါရတတ်တာ no သူတို့ဘာပဲဘလို့ပဲဖြစ်ငါရဲ့တက်တာအနာဂတ်မှာဖျားရှင်ငါတို့အကောင်းဆုံးပြင်ဆင်ထားပြီးသားညီကောင်မောင်မတို့ဒီနေ့ကျွန်တော်နားလည်အောင်ပြောပြမယ်နော်အခုနကျွန်တော်ပြောပြီးသား
တိုင်းတစ်ထောင်လိန်သွားတဲ့သူတင်တက်လုံးတင်ခွင့်မလွတ်တဲ့၍ဖျားခင်တင်အတွက်ပြင်ဆင်ထားတဲ့တိန်တစ်တောင်းတင်လက်ထဲဘယ်တော့မရောက်လာအောင်နောက်တစ်ခုထပ်ပြောမယ်တင်ကိုလှည့်စားသွားတယ်တင်ကိုနာကြီးအောင်လှုပ်သွားတဲ့သူတင်ခွင့်မလွတ်နိုင်တဲ့၍တင်အတွက်အကောင်းဆုံးတင်အတွက်မင်္ဂလာရှိတဲ့သူကတင်စီမရောက်လာနိုင်ဘူးကျွန်တော်တတ်တာထဲမှာညီကိုမောင်မတော့အတိတ်ကအရာကိုတင်ဆွဲလန်းနေသူရဲ့အနာဂတ်မှာဖျားခင်ပြင်ဆင်ထားတဲ့မင်္ဂလာကိုတင်ဘယ်တော့မှရမှာမဟုတ်ဘူးဆိုကျွန်တော်တတ်တာမှလည်းကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျွန်တော်နာကြီးစေခဲ့တဲ့သူတွေအများကြီးရှိတယ်ကျွန်တော်ကိုနစ်နာအောင်လုပ်ခဲ့တဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ညီကိုမောင်မတော့အားလုံးပြောပြမယ်အဲ့ဒါတွေအားလုံးကစိတ်တူစရာမဟုတ်ဘူးနာကြီးစရာမဟုတ်ဘူးအဲ့ဒီအရာတွေအားလုံးတနေ့မှာတတ်တည်ခံစရာတွေကြီးပဲညီကောင်တော့မှတ်ထားကိုကြုံတွေ့ရတဲ့အခက်ခဲနဲ့ညီးစွာကိုကြုံတွေ့ခဲ့ရတဲ့ဝမ်းနဲ့ချင်းကြေကွဲခြင်းနဲ့ညီးစွာအဲ့ဒီအတိုင်းအစတိုင်းဘလောက်နှက်အောင်တူးလေအဲ့ဒီအတိုင်းမြင့်ပြန်ဆောက်ရတဲ့အခွင့်ကိုဖခင်ပြင်ဆင်ပေးတယ်တိမ်လေးတူးရင်အိမ်ကအဲ့ဒီပမာဏနဲ့ညီတဲ့အိမ်လောက်ပဲရတယ်နက်တူးရင်မြင့်တက်နိုင်တယ်ညီကိုမောင်မတို့ life မှာအဲ့ဒီတိုင်းပဲညီကိုမောင်မတို့ကျွန်တော်တက်တာကိုနက်တူးချင်းခါတဲ့အသက်တာကနက်တူးချင်းခါတာမြင့်ကိုရောက်နိုင်ဖို့ဘုရားကကျွန်တော်ပြင်ဆင်ထားဖြစ်တဲ့အတွက်ကြောင့်ငါကိုဘာကြောင့်လို့ပြောကြတဲ့ကိုအဲ့ဒါအတိတ်ကိုခမပြန်လှည့်ကြည့်နေလူNo,ဖျားခင်ငါအတွက်ငါကိုဘာကြောင့်မို့ဖျားခင်ငါအတွက်အတိတ်မှာမရှိဘူးအနာဂတ်မှာပဲဖျားကငါတို့အကောင်းဆုံးပြင်ဆင်ထားပြီးသားဖျားသခင်အတိတ်ကဖျားမဟုတ်ဖျားခင်အနာဂတ်ရဲ့ဖျားရှင်ဖြစ်တယ်ဒါကြောင့် because he lives I can face tomorrow because I know he holds the future he didn't hold your past he holds the future အနာဂတ်ကိုကိုင်တွယ်ထားတဲ့ဖျားရှင်ဖြစ်တယ်သင်ရဲ့အနာဂတ်လှပမယ့်အနာဂတ်ဖြစ်တယ်သင်ရဲ့အနာဂတ်ချမ်းသာတော့မယ့်အနာဂတ်ဖြစ်တယ်သင်ရဲ့အနာဂတ်အောင်မြင်တော့မယ့်အနာဂတ်ဖြစ်တယ်ဒါကြောင့်သင်အနာဂတ်ကိုစတင်ပြီးတော့မှကြည့်ပြီးတော့မှကျေးတော်ချီးမွမ်းစားမှာဝမ်းနေခြင်းနဲ့စိတ်ဓာတ်ကြခြင်းနဲ့စိတ်ပြည့်ခြင်းနဲ့အဲ့ဝမ်းနေခြင်းစိတ်ဓာတ်ကြခြင်းစိတ်ပြည့်ခြင်းနဲ့ဆိုတာခမအတိတ်ကြောင့်ခမစိတ်ဓာတ်ကြနာဟလာအတိတ်ကြောင့်ခမဝမ်းနေနေတာအတိတ်ကြောင့်ခမကြေကွဲနေတာအတိတ်ကြောင့်ခမခံစားနေရတာအဲ့အတိတ်ကလည်းအကုန်မေ့လိုက်အနာဂတ်ကိုသင်ကြည့်လိုက်တဲ့ချိန်မှာသင်အသက်တာတော့ဘုရားခင်အောဘွယ်မင်္ဂလာတွေပြင်ဆင်ထားပြီးဝမ်းမြောက်ခြင်းတွေအောင်မြင်ခြင်းတွေကြွယ်ဝခြင်းတွေစီးစိမ်တွေဂုဏ်တွေကျွန်တော်ပြောမယ်ကျွန်တော်ကတော့ positive တမဘာဖြစ်လို့လဲအနာဂတ်မှာဘုရားခင်ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ထားပေးပြီးသားဘုရားခင်ကျွန်တော်တို့အကောင်းဆုံးကိုမဆထားပြီးသားအတိတ်ကအရာတွေအားလုံးကိုကျွန်တော်အားလုံးမေ့ပြလိုက်စမ်းပါငါတို့မျိုးရိုးကဒီတိုင်းပဲဖြစ်ခဲ့တယ်ငါတို့မျိုးရိုးကဒီတိုင်းပဲဖြစ်ခဲ့တယ်ငါတို့မျိုးရိုးမှာတယောက်မှကောင်းစားလို့ဆိုတာမရှိဘူးငါတို့မျိုးရိုးမှာတယောက်မှအောင်မြင်တယ်ဆိုတာမရှိဘူးငါတို့မျိုးရိုးမှာတယောက်မှငါတို့မျိုးရိုးမှာဘာမှမရှိခဲ့နေပါစေငါကနေစပြီးတော့မှဟာလေလုယာနောက်ကျတော့ယာတို့မမှတ်ပဲရှင်းနေရှိတော့ယာတို့ကမ်းလှမ်းသဖြင့်ဘုရားခင်သည်ယေရှုခရစ်တော်အဖြစ်ခေါ်တော်မူခြင်းနဲ့ဆိုင်သောဆုကိုရခြင်းကပန်းတုံးတိုင်တို့ငါလိုက်ပြီးတယ် yes အနာဂတ်မှာငါတို့ဘုရားရှင်အကောင်းဆုံးပြင်ဆင်ထားပြီးသား yesငါရဲ့အမျိုးတွေငါရဲ့အဖိုးတွေငါရဲ့အဖွားတွေငါရဲ့အမေတွေငါရဲ့အဖေတွေငါအကိုတွေငါအမတွေမရခဲ့တဲ့မင်္ဂလာကိုငါအနာဂတ်မှာဘုရားခင်ငါအဖေဘုရားခင်ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတာငါသိတယ်ဒါကြောင့်ငါကိုဘသူတွေဘလောက်ပဲနှိမ်ခဲ့ငါကိုဘသူတွေဘလောက်ပဲရှက်ခွဲခဲ့ငါကိုဘသူတွေဘလောက်ပဲဆက်ဆံခဲ့ no ငါကိုချစ်ဆုံးဘုရားခင်ရှိတယ်သူတို့ရှေ့မှာငါ့ကိုဘုရားခင်ချီးမြှောက်မယ်သူတို့ရှေ့မှာငါ့ကိုဘုရားခင်ကောင်းချီးပေးမယ်သူတို့ရှေ့မှာငါရဲ့တက်တာကိုအောဘွယ်ရဘုရားရဲ့လက်တော်နဲ့မဆာပြီးဘုံတော်ထင်ရှားတဲ့တတ်တာဖြစ်ရတဲ့အဆင့်ထိဘုရားခင်ချီးမြှောက်မယ်ဆိုတာငါယုံတယ်နေ့တိုင်းဘုရားခင်နဲ့ကိုးစားမယ်နေ့တိုင်းဝန်ခံမယ်နေ့တိုင်းအသက်ရှင်မယ်ဘုရားရှင်ကောင်းပြည့်ခြင်းဝန်ခံမယ်ငါမှအနာဂတ်ရှိတယ်ငါအတိတ်ဘလောက်မကောင်းဟာလေလုယာငါအတိတ်ဘလောက်ပဲမကောင်းငါအနာဂတ်ကောင်းတယ်ဆိုတာကိုငါယုံတယ်ဘာလို့ငါအတိတ်မကောင်းခဲ့တာလဲငါကအတိတ်မှာပဲသက်ရှင်ခဲ့လို့ငါအတိတ်မကောင်းတာငါကိုအနာဂတ်အတွက်ငါအသက်ရှင်ပြီအနာဂတ်ကိုငါစကြည့်တဲ့သူဖြစ်ရင်အနာဂတ်လှပတဲ့အနာဂတ်ဖြစ်ပြီသင်အတိတ်ကိုပဲကြည်နေတဲ့၍အနာဂတ်မှာဘာလုပ်ရမလဲဆိုတာသင်မသိနိုင်ဘူးဘာဖြစ်လို့လဲသင်အတိတ်ကိုပဲသင်စဉ်းစားနေသည်သင်ကအနာဂတ်အကြောင်းမစဉ်းစားနိုင်ဘူးအနာဂတ်အကြောင်းကိုမစဉ်းစားတဲ့သူကအနာဂတ်မရှိဘူးဒါညီကောင်မောင်မတော်ယနေ့
ကျွန်တော်တင်ခွန်အားပေးခြင်းတဲ့အရာတကူอ่ะမှတ်ထားလို့ညီကောင်မောင်တို့ယေရှုခရစ်တော်အားဖြင့်ဖခင်သခင်တင်တော်အကောင်းဆုံးပြင်ဆင်ထားပေးပြီးသွားပြီယေရှုခရစ်တော်အားဖြင့်ဖခင်သခင်သည်တင်တော်အကောင်းဆုံးပြင်ဆင်ထားပေးပြီးသွားပြီဖခင်သခင်သည်ယေရှုခရစ်တော်အားဖြင့်တင်တော်အကောင်းဆုံးပြင်ဆင်ထားပေးပြီးသွားပြီတော့ညီကောင်မောင်တို့အရင်ရေးကြည့်တာကတင်အတိတ်မှာမင်္ဂလာမဖြစ်ခဲ့ဘူးယုံကြည်အောင်ယုံကြည်နဲ့မျှော်လင့်သောအရာမျက်မှောက်ပြုတယ်မမြင်သေးသောအရာဒီမှာမြင်ခဲ့ပြီးတဲ့အရာမမြင်သေးသောအရာဒီမှာဆွဲလန်းခြင်းအကြောင်းဖြစ်တယ်စတင်လို့ယုံကြည်ခြင်းထားရအောင်ဘာထားမလဲ yes ဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်လှပစွာအလုပ်လုပ်လိမ့်မယ်စတင်ပြီးတော့မှမျှော်လင့်ရအောင်စတင်ပြီးတော့မျှော်လင့်ရအောင်စတင်ပြီးတော့ဝန်ခံရအောင်စတင်ပြီးတော့ကြွေးကြော်ရအောင်ဘုရားခင်အောဝယ်သောအမှုကိုကျွန်တော်တတ်တာမှာပြုတော်မယ်ဆိုတာကိုစတင်ဝန်ခံတော်သူတွေဖြစ်အောင် Amen because he lives I can face tomorrow because I know he holds the future and life is worth the living just because he lives သူအသက်ရှင်နေအတွက်ကြောင့်ကျွန်တော်တို့အနာဂတ်ကလည်းရှင်သန်လျက်ရှိတယ်တောက်ပလျက်ရှိတယ်လှပလျက်ရှိတယ်ငါဒီလောက်ကြိုးစားခဲ့တာဘာမှဖြစ်လာအောင်ငါလှုပ်ဆောင်ခဲ့တာအရှက်ပဲကွဲခဲ့တယ်ငါဒီလောက်ထိလှုပ်ဆောင်ခဲ့တယ်ဘယ်နေရာမှမရောက်သေးဘူး yes ဘာဖြစ်လို့လဲသင်အတိတ်ကိုပဲကြည့်ပြီးတော့သင်အသက်ရှင်နေလို့ဘယ်မှမရောက်တာသင်ဒီနေ့စပြီးတော့အနာဂတ်ကိုစတင်တော့ focus လုပ်တတ်လာရင်သင်အနာဂတ်ကိုသင်ဖော်တတ်လာရင်ပုံဖော်တတ်လာရင်သင်အနာဂတ်အင်မတန်လှပြီဒါကြောင့်2020ကုန်လုံးသွားတဲ့2020မကြခင်မှာကုန်တော့မယ်ကုန်လုံးခဲ့တဲ့2020ကိုသင် focus မလုပ်ပါနဲ့2021ကိုသင်စတင် focus လုပ်ရအောင်2021မှာငါဆုံးရှုံးသွားတဲ့အရာတွေအားလုံးငါပြန်ရမယ် yes ရှိတော့အရာကမ်းလှမ်းနေဆိုအဲ့ဒါ2021မှာကြွေးကြော်ရအောင်ငါဆုံးရှုံးခဲ့တဲ့အရာတွေအားလုံးငါပြန်ရမှာငါဝမ်းနေခဲ့ရတဲ့အရာတွေ2020မှာငါ2021မှာဝမ်းမြောက်ခြင်းငါပြန်ရမယ်2020မှာနောက်ကျခဲ့တဲ့အရာတွေ2021မှာငါရှေ့ဆုံးကနေငါဥဆောင်တော်သူပြန်ဖြစ်ရမယ်2020မှာငါအဆက်ကွဲခဲ့ရတဲ့အရာတွေ2021မှာသူများပြန်ကြည့်လို့အားကြတဲ့အတ္တတာဖြစ်ရမယ်2020တုန်းကငါရဲ့အတ္တတာကသူများရဲ့အထင်သေးခြင်းခံခဲ့ရတယ်ဒါပေမဲ့2020မှာသူများထင်ကြီးသေးခြင်းခံခဲ့2021မှာသူများရဲ့အထင်ကြီးခြင်းပြန်ခံတဲ့အတ္တတာဖြစ်ရမယ်2020မှာငါမိသားစုတစုလုံးပျက်စီးလို့မတတ်မုန်တိုင်းထဲမှာဘဝမုန်တိုင်းတံကိုကြီးကြပ်ခံခဲ့ရတယ် yes 2021မှာငါမိသားစုဟာသူများပြန်ကြည့်ပြီးတော့အားကြရတဲ့မိသားစုဖြစ်တဲ့အထိဖျားခင်ပြန်ချီးမြှောက်မယ်လို့သင်စတင်လို့ယုံစမ်းပါအဲ့ဒါကိုရှင်ပေါလုပြောတာနောက်ကျတော့အရာတော့မမှတ်တော့ပဲရှိတော့အရာတော့ကမ်းလှမ်းသဖြင့်ရှိတော့အရာကိုကမ်းလှမ်းသဖြင့်ဖျားခင်ငါ့အတွက်ပြင်ဆင်ထားပြီးသားဂတိတော်ကိုစတင်ဆွဲလန်းတော့သူတယ်ဂတိတော်မှာစတင်ရက်တည်တဲ့သူတယ်2010တစ်နှစ်လုံးဟာငါမကြမ်းပါခဲ့ဘူးဒါပေမဲ့2021မှာငါကြမ်းမဆုံးသူဖြစ်ရတဲ့မိသားစုထဲမှာငါတိုင်ဝမ်ထဲမှာငါကြမ်းမဆုံးလို့ပြန်ဖြစ်ရမယ်ကမ်းလှမ်းစမ်းမှာစတင်တော့ကမ်းလှမ်းစမ်းမှာတင်အတွက်ဖျားရှင်အကောင်းဆုံးပြင်ဆင်ထားပြီးသားဆိုတာတင်ယုံစမ်းမှာတင်ထိုက်တန်လို့မဟုတ်ဘူးယေရှုခရစ်တော်အဖြစ်တင်ကိုထိုက်တန်စေတာတင်ဆုံးလင်တာမဟုတ်တင်ယေရှုခရစ်တော်အဖြစ်ဆုံးလင်စေတာဖြစ်တယ်တင်ချစ်စရာမကောင်းဒါပေမဲ့ယေရှုခရစ်တော်အဖြစ်ဖျားခင်တင်ကိုချစ်တယ်ယေရှုပြုဖို့တင်ကိုပြင်ဆင်ထားပြီးသားယေရှုတပါးနဲ့ထပ်ဆင့်လို့ယေရှုတပါးကိုတင်ဖို့ဖျားခင်ပြင်ဆင်ထားပြီးသားတခုပဲညီကိုမောင်မတော်အဲ့ဒီမင်္ဂလာတွေအားလုံးတင်ဝင်စားဖို့တခုပဲလိုတယ်အတိတ်ကိုထားခဲ့တော့ကိုအတိတ်ကိုထားခဲ့လိုက်တော့ကိုနောက်ကျတော့အရာတော့မမှတ်တော့ငါ့ကိုနေနာကျင်စေခဲ့တဲ့အရာတွေငါ့ကိုဆွဲချခဲ့တဲ့အရာတွေငါ့ကိုရှက်ခွဲခဲ့တဲ့အရာတွေသူတို့ဒုက္ခရောက်တာငါမမြင်ရမချင်းငါမအိပ်ဘူး no မလုပ်ပါနဲ့တင်ပြတော့မှအိပ်ရတော့မှမဟုတ်ဘူး yes နေ့ချက်ဆိုအိပ်ပျော်ရှင်လားဖျားလက်ထဲအကုန်ထည့်ပြီးတော့မှ move on forget it တင်ကတန်ဖိုးကြီးတော့သူတယောက်ဖြစ်တယ်တင်ရဲ့တန်ဖိုးကြီးတဲ့အတ္တတာကိုဘာမဟုတ်တဲ့အရာတွေနဲ့အတိတ်ကအရာတွေကြောင့်လာမယ့်အနာဂတ်မှာဖျားပြင်ဆင်ထားတဲ့မင်္ဂလာကိုဆုံးရှုံးသွားတဲ့အတ္တတာမဖြစ်ပါစေနဲ့ you're almost there အင်္ဂလိပ်စကား you're almost there တင်ဟာပန်းနိုင်ရောက်ဖို့လက်တကမ်းလေးပဲရှိတော့တယ်
ဒါပေမဲ့လူတော်တော်များများဟာအဲ့ဒီလက်တကန်းလေးရောက်ခါနေလက်တကန်းလေးမှာအာရော့လိုက်ကြတယ်ရောက်ခါနေလက်တကန်းလေးမှာငါမရောက်နိုင်တော့ပါဘူးကွာဆိုတော့အရှုံးပေးလိုက်ကြတယ် No you're almost there လက်တကန်းလေးပဲကြံတော့တယ်အဲ့လက်တကန်းလေးမှာတင့်အတွက်ဖျားခင်ကြီးမားစွာသောမင်္ဂလာတွေပြင်ဆင်ထားပြီးသားဆက်လက်ပြီးတော့ကြီးတော့ချီးမွမ်းဆက်လက်ပြီးတော့မှဖျားကိုကိုးကွယ်ရအောင်ဆက်လက်ပြီးတော့မှယူပါယုံထားရအောင်ဒါကြောင့်ကျွန်တော်ဒီနေ့တစ်ခုတင်ကိုလှုပ်စေချင်တယ်2020ရဲ့အကြောင်းအရာတွေအားလုံးကိုအကုန်ထားခဲ့လိုက်တော့2021မှာစတင်ပြီးတော့မှတင်ယူပါယုံစထားရအောင်လာမယ့်အနာဂတ်မှာငါသည်အောင်မြင်သောစီးပွားရေးတယောက်သမားတယောက်ဖြစ်ကိုဖြစ်ရမယ် yes လာမယ့်အနာဂတ်မှာငါသည်သူများကိုဥဆောင်နိုင်တဲ့ခေါင်းဆောင်ကောင်းတယောက်ငါဖြစ်လာရမယ်ရေးထားညီကောင်မောင်မတို့ကျွန်တော်တတ်တာမှာကျွန်တော်ဖြစ်တဲ့အရာတွေအားလုံးကကျွန်တော်ရေးခဲ့တဲ့အရာတွေပဲဖြစ်နေတာရေးခဲ့တဲ့အရာတွေပဲကျွန်တော် live မှာကုန်ဖြစ်လာတာကျွန်တော်အမေကျွန်တော်နဲ့အခုတူတူနေရတယ်အဲ့ဒါလွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကကျွန်တော်စောက်ထဲမှာတနေ့မှာငါမိခင်ငါမှာပဲငါနဲ့ပဲအတူတူနေရမယ်ငါမိခင်ကိုပြန်လဲလှုပ်ကြွေးပြုစုတော့သူဟာသားသမီး3ယောက်ထဲမှာငါပဲဖြစ်ရမယ်လို့ကျွန်တော်ရေးခဲ့တယ်ဒီနေ့ကျွန်တော်အမေကျွန်တော်နဲ့တူတူရှိရတယ်ကျွန်တော်အကိုမရှိနိုင်တော့လောကမှာကျွန်တော်အမမရှိတော့လောကမှာကျွန်တော်အမေကျွန်တော်ရေးခဲ့တဲ့အရာတိုင်းကျွန်တော်ဖြစ်လာတယ်ညီကောင်မောင်မတော့တင်ယူပါရုံအထဲမှာရှိရင်အထဲမှာပဲမထားနဲ့ရေးချငါဒီအောင်မြင်တဲ့စီးပွားရေးသမားတယောက်ဖြစ်ရမယ်ရေးထားโอเคပြီးတော့ဖျားလက်တဲ့အာဆုတောင်းတော့ငါဒီအကောင်းဆုံးမိခင်တယောက်ဖြစ်ရမယ်အကောင်းဆုံးပုံသက်တည်ပြနိုင်တဲ့ဖခင်တယောက်ဖြစ်ရမယ်အကောင်းဆုံးတင်အုပ်ဆရာတယောက်အကောင်းဆုံးသားသမီးဖြစ်ဖို့အကောင်းဆုံးအောင်မြင်တဲ့သူတယောက်ဖြစ်ဖို့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ချန်ပီယံဖြစ်ဖို့နိုင်ငံခေါင်းဆောင်တယောက်ဖြစ်ဖို့ top 10ထဲမှာပါလာဖို့ဆူတောင်းလို့ရေးစားမဖြစ်နိုင်ဘူးဆိုတာဖခင်မှာမရှိဘူးနော်ညီကောင်မောင်မတော်ဒါကြောင့်ရှင်ပေါလောပါပြောလဲအဲ့ဒီပန်းတိုင်တနည်းအင်္ဂလိပ်လို့ဆို goal အဲ့ဒီပန်းတိုင်ကိုငါရောက်သွားဖို့ငါပြင်ဆင်တယ်သူ့ရဲ့ပန်းတိုင်ကဘာလဲသူပဲသိတယ်ရှင်ပေါလောတင်းရဲ့ပန်းတိုင်ကဘာလဲစာရေးချမရေးတဲ့အရာတွေအားလုံးမဖြစ်လာဘူးညီကောင်မောင်မတော်ကျွန်တော် live မှာရေးခဲ့တဲ့အရာတွေပဲဖြစ်လာတာ1998ခုနှစ်မှာကျွန်တော်ရေးခဲ့တဲ့အရာရှိတယ်ကဘာပတ်ပြီးတော့မှအမှုတော်ဆောင်ကျင်တယ်လို့ရေးတဲ့အချိန်တုန်းက1998ခုနှစ်တော့ကဘာပတ်ပြီးတော့တရားဟောမယ်လို့ကျွန်တော်ရေးခဲ့တဲ့အချိန်တုန်းကကျွန်တော်ဟာဘယ်သူမှတော့တရားမဟောရသေးဘူးဘယ်သူမှလည်းကျွန်တော်တရားဟောတာကိုနားမထောင်ဘူး1998ခုနှစ်လောက်တုန်းကတငယ်ချင်းချင်းလေးပဲလိုက်ဝေငှတာအဲ့တောင်မှတိတ်နားမထောင်ချင်ဘူးအဲ့တုန်းကဖျားယူတယ်ဘာညာပဲရှောက်ပြောခါတဲ့ချိန်အဲ့ဒါမဲ့အဲ့ဒီတုန်းကရေးခဲ့တဲ့အရာအားလုံးကျွန်တော်တက်တာမှဖြစ်လာတယ်မိခင်ကိုငါလှုပ်ကြွေးတဲ့သူဖြစ်ရမယ်ရေးထားတဲ့အတိုင်းကျွန်တော်တက်တာမှဖြစ်လာတယ်ဒီနေ့ကျွန်တော်ခုပြောပြမယ်သင်ရေးပါဖြစ်ခဲ့တဲ့အရာတွေမရေးပါနဲ့ please မဖြစ်သေးတဲ့အရာဖြစ်လာမယ်လို့ယုံကြည်တဲ့အရာတွေကိုယေရှုခရစ်တော်အားဖြင့်မဖြစ်နိုင်တဲ့အရာဘာမှမရှိဘူးဖြစ်ကိုဖြစ်ရမယ်ဒါကြောင့်ဆိုရေးချတာကျွန်တော်ကဘာပတ်မယ်လို့ပြောတဲ့ချိန်တုန်းကကျွန်တော်လုံးဝမဖြစ်နိုင်တဲ့အရာထပ်မဖြစ်နိုင်တဲ့အရာဗျာသူမြောက်တော့မပြောရလို့ကျွန်တော်စာအုပ်လေးမှာအသားလေးရေးပြီးတော့ကျွန်တော်ဖွက်ထားတာအဲ့ဒီစာအုပ်ကိုဖြစ်လာတာကျွန်တော်3ချက်ဆုတောင်းခဲ့တယ်နောက်ချက်ကတော့ကျွန်တော်မပြောဘူးအဲ3ချက်ဆုတောင်းခဲ့တယ်3ချက်လုံးအကုန်ကျွန်တော် live မှာပြေးလာတာ yes အတိတ်ကဖြစ်ခဲ့တဲ့အရာတွေကျွန်တော်မရေးတော့ဘူးအခုကျွန်တော်ရဲ့အနာဂတ်ကကျွန်တော်စိတ်ရေးမယ်ဖြစ်ပြီးသားအရာကိုကျွန်တော်ရေးတာစိတ်ဝင်စားဘူးဖြစ်လာမယ့်အရာကိုပဲရေးတာကျွန်တော်စိတ်ဝင်စားတယ်တင်ဟာဖြစ်ပြီးသားအရာကိုရေးနေတာတင်တိုးတက်လာမရှိဘူးဖြစ်လာမယ့်အရာကိုရေးချပါယူပါယုံနေရေးချပါတင်အဲ့ဒီနေရာရောက်အောင်ဖျားခင်ပို့ပေးလိမ့်မယ်မှတ်ထားညီကောင်မောင်မတော်တင်ဖြစ်နိုင်တဲ့အရာပဲတင်ရေးနေသေးတင်ယူပါယုံမကြည့်သေးဘူးတင်မဖြစ်နိုင်တဲ့အရာတင်ရေးရင်ဖျားစိတ်လှုပ်ရှားတယ်ဘာလို့လဲမဖြစ်နိုင်တဲ့အရာကိုဖြစ်စေတဲ့ဖျားစတင်အလုပ်လုပ်ဖို့အတွက်ဖျားရဲ့လက်တော်စတင်လှုပ်ရှားနေပြီမရှိတဲ့အရာကိုရှိအောင်ဖော်ထုတ်တဲ့ဖျားကမဖြစ်နိုင်တဲ့အရာကိုဖြစ်အောင်လုပ်ပေးဖို့အင်မတန်မှစိတ်အားတန်တဲ့ဖျားဖြစ်တယ်အဲ့ဒါကျွန်တော်ဖျားဒါပေမဲ့လောကကြီးမှာကြတော့မဖြစ်နိုင်တာတွေရှောက်မပြောပါနဲ့မဖြစ်နိုင်တာကိုဖြစ်စေတဲ့ဖျားကျွန်တော်မှရှိပြီးသားမဖြစ်နိုင်တဲ့အရာကို
ဖြစ်စေတဲ့ဖျားရှိပြီးသားဒါကြောင့်ဖြစ်ခဲ့တဲ့အရာတွေကိုအာယုံမဆိုင်ပဲမဖြစ်နိုင်တဲ့အရာကိုဖြစ်စေတဲ့ဖျားကိုပဲအာယုံဆိုင်ပြီးတော့အနာဂတ်မှာသွားမယ်ဆိုရင်တင်းရဲ့အနာဂတ်အင်မတန်မှမင်္ဂလာနဲ့ပြည့်တဲ့အနာဂတ်ဘုံတော်ထင်ရှားတဲ့အနာဂတ်တင်းရဲ့အိမ်မက်တွေပြည့်စုံလာတဲ့အနာဂတ်ဖြစ်လာလိမ့်မယ်ဒါကြောင့်ဘာအားပေးခြင်းလဲအတိတ်ကအရာတွေအကုန်ထားခဲ့ပါမထားနိုင်ရင်ဖျားခင်စီမှာဆူတောင်းပါတခုပဲညီကောင်မောင်တို့တင်ထားမှာပါဘာကြောင့်လဲတင်တို့အမင်္ဂလာယူတင်တယ်လာခြင်းလို့လားမလဲနဲ့လေအတိတ်ကိုဆွဲလန်းတဲ့ထဲမှာတင်ပါနေရင်တင်ကကိုလူဖြင်းလူညံ့လို့တတ်မှတ်လိုက်တာနဲ့တူတူပဲနော်ချီးမြှောက်ခြင်းခါတဲ့သူတွေအားလုံးဟာဖြစ်ခဲ့တဲ့အရာကိုစိတ်ဝင်စားဘူးဖြစ်လာမယ့်အရာပဲစိတ်ဝင်စားတယ် smart ဖြစ်တဲ့သူတွေက wise ဖြစ်တဲ့သူတွေကအတိတ်ကိုစိတ်ဝင်စားဘူးဖြစ်ပြီးသားအရာစိတ်ကိုဝင်စားတာအနာဂတ်ကိုပဲစိတ်ဝင်စားတယ်ဒါကြောင့်အနာဂတ်မှာဖျားခင်ပြုလာမယ့်အရာကိုယုံကြည်ခြင်းနဲ့စတင်ရေးချရအောင်ရေးချစရေးပါပြီးတော့မှဖျားလက်ထက်အပ်ပါကျွန်တော်ပြောမယ်အဲ့ဒီအတိုင်းအချိန်တိုင်းဖြစ်ကိုဖြစ်လာလိမ့်တင်မေ့သွားမယ်တင်ရေးထားတဲ့အရာကိုဖျားပဲတော့မမေ့ဘူးအချိန်တန်တဲ့ခါမှာဖျားခင်မစားတယ်တောင်ကြီးကောင်မောင်မတော်ငါပြုသောအမှုတစ်ခုဟုမူကားနောက်ကျသောအရာတို့ကိုမမှတ်တော့ပဲရှေ့နဲ့ရှိသောအရာတို့ကလှမ်းသဖြင့်ဖျားခင်သည်ယေရှုခရစ်တော်အဖြစ်အထက်ရနဲ့ဆိုင်သောစုကိုရခြင်းကပန်တုံးတိုင်သောငါလိုက်တည်တယ်ဒါကြောင့်အထက်ကိုဆွဲလန်းတော်သူတွေအနာဂတ်ကိုပဲ focus လုပ်တော်သူတွေကုန်ဆုံးခဲ့တဲ့အချိန်ထက်ကြံရှိတဲ့အချိန်ကိုပဲစိတ်ဝင်စားရအောင်ကုန်ဆုံးသွားတဲ့အချိန်တွေထက်ကြံရှိတဲ့အချိန်ကိုစိတ်ဝင်စားမှတင်အသက်ရှင်ရတာအဓိပ္ပာယ်ရှိတယ်တင်မပြည့်ပြတ်တဲ့ဟာတွေအလုံးပြည့်ပြောင်းလှုပ်ဆောင်နေမှာဖြစ်တယ်ဒါကြောင့်ကြံရှိတဲ့အချိန်မှာပြေးလန်းကိုအဆုံးတိုင်ပြေးလေဘေးပင်ညာနောက်ကိုပြန်လှည့်မကြည့်ပဲရှေ့ကိုသွားလေဖျားရှင်ဒါရဲ့အတ္တဟာကိုရောပြင်ဆင်ထားတဲ့မင်္ဂလာထဲကိုလုံးဝကိုရောပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာအမွေခံနေမြေကိုတိမ့်ပိုက်ဖို့တာလာပြီတိတ်ကိုစိတ်ဝင်စားတော့သူများဘာပြောခဲ့လဲစိတ်ဝင်စားတော့ကိုရောအထက်ရက်ကခေါ်ထားတဲ့မင်္ဂလာတွေကိုပဲတတ်ကြည့်ပြီးလာတော့မယ်တင်းရဲ့တတ်တာအနာဂတ်ကိုစတင် focus လုပ်ပါ2020ထက်2021ကို focus လုပ်ပြီးတော့တရှင်အောင်2021မှာတင်မင်္ဂလာတွေကိုစတင်ပုံဖော်ရအောင်ကျမ်းမာခြင်းကိုစတင်ပုံဖော်ရအောင်အောင်မြင်ခြင်းကိုစတင်ပုံဖော်ရအောင်မိသားစုရဲ့လှပတဲ့မိသားစုရဲ့အနာဂတ်ကိုစတင်ပုံဖော်ကြရအောင်ဝေးကြီးမှာမင်္ဂလာရှိခြင်းစတင်ပုံဖော်ရအောင်သူများဆက်ယူတဲ့တတ်တာမသူများပေးတဲ့အတ္တဖြစ်ကြောင်းစတင်တော့ပုံဖော်ကြရအောင်စတင်ပုံဖော်ကြည့်ပါညီကိုမောင်မတော်အိုးပွေရဖရားရဲ့လက်တော်မြင်တွေ့ရလိမ့်မယ်ဆိုတာပြောရင်းနဲ့ဒီနေ့နှုတ်ကပတ်တော်နဲ့သင်တို့ရဲ့အသက်တောင်အားပေးခြင်းပါတယ်အရောက်စီတိုင်းဖရားရှင်ကောင်းကြီးပေးပါစေခဏဆုတောင်းရအောင်ဖရားရှင်ကိုရောယေရှုတင်တယ်ကောင်းမြတ်တော်မူသောဖရားကျူနာတော်ဆင်မြတ်တည်သောကြောင့်ဂုဏ်ကြီးတို့ချီးမွမ်းပါတယ်လောတာရဲ့ဇနီးတဲ့ကဲတို့လှည့်ကြည့်ပြီးတော့စားလိုက်ဖြစ်သွားတဲ့အတ္တမျိုးဆုံးရှုံးရတဲ့အတ္တမျိုးရက်ဘဝရဲ့ရက်တန့်သွားတဲ့အတ္တမျိုးမဖြစ်ပဲဒါမျိုးတတ္တထဲမှာအတိတ်ကိုလုံးဝစိတ်မဝင်စားပဲအနာဂတ်ကိုစိတ်ဝင်စားလေအနာဂတ်မှာကိုတော့ပြုတ်မဲ့အမှုရောက်ရင်ခုန်စွာနဲ့အနှံထားတဲ့အရာတွေအားလုံးကိုရင်ခုန်စွာနဲ့ဘလို့ကိုတော့လှုပ်တော့မလဲဆိုတာကိုမျော်လင့်လျက်ဝမ်းမြောက်တတ်သောအတ္တအတီးတီးဖြစ်ခြင်းအဖြစ်ဖျားရှင်ပြင်ဆင်ထားတဲ့မင်္ဂလာထဲဝင်စားတဲ့သားသမီးတွေဖြစ်ပါစေတော့လို့ဝန်ခံလျက်သခင်ယေရှုဖခင်နာမနဲ့ဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်အဖထာဝရမြတ်စွာသောဖျားသခင် Amen and amen to God be the glory hallelujah love you all bye bye now